မလို့ချင်ဘူးဘော်လီပဲလို့ချင်နေတဲ့ဘော်လီကမွေ့ဘူးရှင်လိုစင်လည်းမရှိဘူးရှင်ဘော်လီလည်းမရှိဘူးရှင်ဘာလို့လဲဆိုကျမတို့ကဝစ်စရာလည်းမလိုဘူးလေ highway လမ်းမကြီး highway လမ်းမကြီးပေါ်မှာဂမှုလေးရှင်ရှိအောင်မယ်ကျမတို့ကဈေးလောက်တယ်မဟုတ်ဘူးငရုတ်ကောင်းဈေးလောက်ပဲရှိလို့ဘော်လီကမွေ့ဘူး E I K K D D O K K တိတိကတော့ တိတိကတော့ ဘာပြောနာမင်္ဂလာပါရှင်မောင်ကောကဘယ်မှာနေရလဲရှင် ဟာကျွန်တော်စိတ်တယောက်ဖြစ်တဲ့အနေနဲ့ပြောပြပိုင်ခွင့်မရှိဘူးခင်ဗျဒါပေမဲ့ကျွန်တော်နေပြီးတော့တင်းထဲမှာတော့နေရခင်ဗျ နေရတိကျပြောဘာဖြစ်မှာမို့လို့လဲရှင် ဟာဆိုကျွန်တော်နောက်ကိုလိုက်လာမှာပေါ့ဗျ ဩငါသားဒီမှာဖုန်းလာနေရဲ့အရှိဆုံးတဲ့ရဟယ်လို ဩငါသားတောင်ရှစ်သူကောင်းပါလေရနေရွယ် ဘာနေရာတစ်တွနေပေါ့လေဟုတ်လားဒီမှာမှတ်ထားလောကမှာရှိစရာနေတယောက်လည်းရှိရမဟုတ်ဘူးနေနဲ့ငါလည်းပြက်ပြီ စိတ်ကိုချော့ပါသားရဲ့ ရက်ဆက်လိုက်တာမောင်ရဲ့ ဟဲ့နေယူလို့ရှိရင်လေဘလို့ယောက်ျားမျိုးယူမှာလဲ ဘယ်လိုယောက်ျားမျိုးယူมาလဲဆိုတော့တောင်းရမယ်ဖြောင်းရမယ်ငါးဘွားတစ်ခုလုံးအလင်းအောင်ပေးနိုင်မယ်အဲ့ဒါယောက်ျားမျိုးပိုင်းငါယူမှာ အဲ့ဒါဆိုရင်လက်ထိတ်ကဓာတ်တိုင်ယူလိုက်လေ ရက်နဲ့ဆယ်လောက်ကြာပြီးတော့တဲ့အခါမှာကျွန်တော်ရဲ့ငားလေးကဘယ်လောက်တောင်လှသွားလဲဆိုတာချက်ရှိုးမယ်